မန်ယူပရိသတ်တွေအတွက်ကြက်တီးထစရာညတိညထိတ်ခဲပြန်ပါပြီရှုံးနေရကနေအနိုင်ဂိုးတွေနဲ့ပွဲကိုလုံးဝလှန်ပစ်လိုက်တဲ့ရင်ခွန်စရာမန်ယူနဲ့ခရစ္စတယ်ပဲလစ်တို့နဲ့ပွဲအကြောင်းကိုအခုပဲအသေးစိတ်ကြည့်လိုက်ရအောင်ပွဲအစ4မိနစ်မှာတင်ပဲလစ်ခန့်စင်မှုလာကရာကဥဆောင်ကိုစသွင်းသွားလို့အိုထရဖူကွင်းကြီးခဏတာတိတ်ဆိတ်သွားခဲ့ပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပွဲကလုံးဝအပြောင်းအလဲဖြစ်သွားခဲ့ပါပြီ92မိနစ်မှာပဲလစ်နောက်ခံလို့လာကရာအနီကနဲ့ကွင်းထိပ်ကထွက်လိုက်ရပြီးမန်ယူလို့အဖို့တန်ပယ်နယ်တီတစ်ခုရခဲ့ပါတယ်ဒီပယ်နယ်တီကိုအသင်းကောင်းဆောင်ဘရူနိုဖန်နန်ဒက်စ်ကအမှားအယွင်းမရှိအေးအေးဆေးဆေးကန်သွင်းပြီးခြေဘက်ဂိုးရယူပေးခဲ့ပါတယ်။ဒါတင်မကသေးပါဘူး68မိနစ်မှာတော့ပရိသတ်တွေမျှော်လင့်နေတဲ့လူငယ်ခြေပွင့်ဘင်ဂျမင်ဆက်စကိုကအကောင်းဆုံးကောင်းတိုက်ပြီးဒုတိယအနိုင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့လို့မန်ယူတို့2ဂိုး1ဂိုးနဲ့အနိုင်ရရှိသွားခဲ့တာပါ။ဒီနိုင်ပွဲကြောင့်မိုက်ကယ်ကာရစ်ရဲ့မန်ယူအသင်းဟာအမှတ်ပေးစရာရဲ့အဆင့်3နေရာအထိကျုံးတက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။တိုက်စီရောက်ခန်းဆက်ပါကြီးလစ်လာတဲ့မန်ယူရဲ့အခုလိုခြေစွမ်းကောတငယ်ချင်းတို့ရောဘယ်လိုမြင်ကြလဲ။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။အခုလိုဘောလုံးသတင်းတွေကိုနေ့စဉ်အမြင်ကြည့်သူအတွက် like နဲ့ follow လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်